Contraception လို့ခေါ်တဲ့ဓာတ်သက်ချာနည်းတွေဘယ်လိုမျိုးရှိပါလဲ။ဒီနေ့တစ်ခုချင်းတည်းရဲ့အားသာချက်အားနည်းချက်တွေကဘာတွေဖြစ်လဲ။ဒီမှာပါရှင် Ask Me Your Pharmacy Facebook page နဲ့ YouTube channel ကနေပြီးတော့ကြိုဆိုပါရစေ။ကျွန်မကတော့စေဝါပညာရှင် Pharmacy Marketing ဖြစ်ပါတယ်။ဒီမှာတော့အမျိုးသမီးတိုင်းသိထားတဲ့ဓာတ်သက်ချာနည်းတွေအကြောင်းကိုအကျဉ်းပြပြောပြပေးမှာဖြစ်ပါတယ်။ဓာတ်သက်ချာနည်းနဲ့ညာသာရှိတဲ့အချိန်ကမှအရင်ကတော့လက်ရှာမီတွေတောက်ဝန်းနေတဲ့ကနေတွေကိုတောက်ရချပြီးမြဲအခုနောက်ပိုင်းမှာတော့ဖြစ်နေတဲ့ဓာတ်သက်ချာနည်းတွေကဓာတ်သက်ချာခြင်းကိုပို့ပြီးတော့ထိရောက်စွာဆောင်ပေးနိုင်တာကိုတွေ့ရပါတယ်။ပထမဆုံးကလေးစဉ်နဲ့ဓာတ်သက်ချာနည်းကတော့ oral contraceptive လို့ခေါ်တဲ့ OCP တောက်စီလေးပဲဖြစ်ပါတယ်။သူကပေါ့နော်ဆေးကိုပုံမှန်စနစ်တကျနေ့စဉ်တောက်မယ်ဆိုရင်69%ထိကိုဝင်ပြနိုင်အောင်ဒါဆိုပြပါတယ်။သူရဲ့အားသာချက်ကတော့တောက်ရနေတဲ့ဆေးဖြတ်လိုက်တာနဲ့ကိုဝင်ချက်ချင်းတင်ရနိုင်ပါတယ်။နောက်တစ်ခါကျတော့ဒီရာသီလာခြင်းမှာပေါ့နော်လာခြင်းကလေးလူတွေဆိုတဲ့တတာနိုင်တယ်။ရာသီများတဲ့လူတွေဆိုလေပေါ့နော်ရာသီကြာများတဲ့လူဆိုလေပုံမှန်ပြန်ဖြစ်တတ်ပါတယ်။သူရဲ့မကောင်းတဲ့အချက်ကတော့ဆေးတောက်ကိုမိနေတဲ့ဒီအတွက်ဆိုရင်တော့အဆင်မပြေပါဘူးပိုးသက်ဆေးတောက်နေတဲ့လူတွေဆိုရင်ပေါ့နော်ဒီပိုးသက်ဆေးကဒီ OCP တွေရဲ့ဆေးအနိတင်ကိုလဲသွားစီပြီးတော့ကိုယ်ရသွားတာမျိုးတွေရှိတတ်ပါတယ်နောက်ပြီးတော့ဘောကဖင်လို့ခေါ်ရပေါ့နော်ဒီကျဲတောက်နေတဲ့လူနာတွေအတွက်ဆိုရင်ဒီတဲကျဲရဲ့နှုံပေါ့နော်ဒီကျဲဆေးရဲ့အနိတင်ကလဲသွားတာမျိုးတွေဖြစ်တတ်ပါတယ်ဒုတိယတစ်ခုကတော့တပူလို့ခေါ်တဲ့အသားစီထိုးစီပဲဖြစ်ပါတယ်သူကတစ်ခါထိုးပြီးရဆိုရင်3လအထိပေါ့နော်ခလေးများနိုင်အောင်96%ကနေပြီးတော့99%အထိကာကွယ်တားဆီးပေးနိုင်ပါတယ်ဘလိုလူတွေအတွက်တင်တော်လဲဆိုရင်စီးတောက်ဖို့မေတ္တဲ့သူတွေအတွက်ဆိုရင်အဆင်ပြေပါတယ်သူကဟော်မုန်းတစ်မျိုးတွေပေါ့နော် progestin တစ်ခုရဲ့ပါရဲ့အတွက်ကြောင့်မို့လို့လူတိုင်းမိခင်တွေအတွက်လည်းအသုံးချနိုင်ပါတယ်သူရဲ့ပေါ့နော်မကောင်းတဲ့အချက်ကတော့ရာသီသွေးမမှန်နိုင်ဖြစ်တဲ့ခေါင်းကိုက်ဝက်ချန်တတ်တာမျိုးလေးဖြစ်တတ်ပါတယ်ဒါကတော့လူကြောင့်တစ်ချက်တော့မတူနိုင်ဘူးပေါ့နော်ပြီးတော့သူကစီးဖြတ်လိုက်တာနဲ့ပေါ့နော်ဒီခလေးတန်ရဖို့အတွက်6လကနေတစ်နှစ်အထိကြာနိုင်ပါတယ်ဒါကြောင့်ပေါ့နော်လူဆေးဖြတ်ပြီးတော့ချက်ချင်းပုံရင်းပြန်လို့ခြင်းတဲ့လူတွေအတွက်ဆိုရင်တော့ဒီနည်းလည်းကအဆင်မပြေပါဘူးဒီတပူသားဆေးတွေကပုံမှန်တဲ့ဝါလနာလူတွေလည်းရှိတတ်ပါတယ်တကယ်လို့ကတော့ implant လို့ခေါ်တဲ့လက်မောင်းလေးကိုထည့်တဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်သူကလည်းပဲ69%အထိခလေးဖြတ်နေအောင်ပါမယ်ဆေးပုံနေပါတယ်implant အမျိုးအစားပုံမူတည်ပြီးတော့ပေါ့နော်တစ်ခါထည့်ပြီးရဆိုရင်3နှစ်ကနေ9နှစ်အထိလာရှိခံပါတယ်သူရဲ့မကောင်းတဲ့အချက်ကတော့ပေါ့နော်ထည့်ပြီးချင်းပထမ6လမှာရာသီမမှန်တာဖြစ်တတ်တဲ့ဘေခေါင်းမူတာဝက်ချန်ပေါက်တာဝက်လာလေးရှိတတ်တယ်ပေါ့နော်ကောင်းတဲ့အချက်ကတော့ပေါ့နော်implant ထည့်ပြီးရဆိုရင်ကိုကြိုက်တဲ့အချိန်ပေါ့နော်ချက်ချင်းပြန်ထုတ်နိုင်တယ်ဒီထုတ်ပြီးရဆိုရင်ပေါ့နော်ဒီတလားနေအတွင်းမှာရာသီပြန်ပေါ်လာပြီးတော့ခလေးပြန်ရနိုင်ပါတယ်နောက်တစ်ခုကတော့ IUD လို့ခေါ်တဲ့တအိမ်လေးကိုထည့်ရပေါ့နော်ဒီတတိသားပစ္စည်းလေးတွေဖြစ်ပါတယ်သူ့ရဲ့အားသာချက်ကတော့တစ်ချိန်ထည့်ပြီးဆိုရင် IUD အမျိုးအစားပုံမူတည်ပြီးတော့9နှစ်ကနေ10နှစ်အထိခလေးနဲ့အောင်ကာကွယ်ပေးနိုင်ပါတယ်ဒီ IUD တတိသားလေးကလည်းပဲ69%အထိခလေးနဲ့နိုင်အောင်ကာကွယ်ပေးပါတယ်ဒီ IUD ပေါ့နော်စထည့်တဲ့ရက်အနေနဲ့အတွင်းမှာနာကျင်တာမျိုးရှိတတ်တယ်စသုံးနေပေါ့နော်3လနဲ့6လအတွင်းမှာရာသီသွေးမမှန်တာဖြစ်တတ်တယ်နောက်ခါတော့ဒီအဖြူစင်းတာမျိုးတွေရာသီများတာမျိုးတွေပေါ့နော်ဒီလိုမျိုးတွေဖြစ်တတ်ပါတယ်ဒီ IUD တတိသားလေးကဘယ်လိုလူတွေအတွက်သိတော်လဲဆိုရင်ခလေးဝေးပြီးသားမိခင်တွေပြီးတော့ဒီတက်တန်းကြာကြာပေါ့နော်ဘာသက်ချမ်းပြီးလိုအပ်တဲ့သူတွေအတွက်ဆိုရင်တော့အဆင်ပြေပါတယ်သူရဲ့ကောင်းတဲ့အချက်ကတော့ပေါ့နော်ဒီ IUD ပစ္စည်းကိုထည့်လိုက်တယ်ကိုကချက်ချင်းနဲ့ပြန်ထုတ်လို့ရတယ်ထုတ်ပြီးရဆိုရင်လည်းချက်ချင်းခလေးပြန်ရနိုင်ပါတယ်ဒီနေ့ကတော့ဒီသားသက်ချမ်းလို့လည်းလေးမျိုးအချောင်းကိုအချောင်းပြည့်ပြည့်ပြပြရနိုင်ပါတယ်နောက်ဗီဒီယိုဒီမှာလည်းစေဝါနဲ့ဆိုင်ရဲ့ဘုခုထူးခြားရစရာအကြောင်းအရာတွေကိုတင်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဆက်လို့ကြည့်ပေးပါဦးရှင်ကျေးဇူးတင်ပါတယ်ရှင်